စည်ရင်းငိုင်အမျိုးသမီးဟာအလုထုံးနစ်နာချေကိုတွက်ချန်နေရင်ဖုန်းပြောနေမိတာကြောင့်အာယုံနောက်သွားပြီးတုံညက်အပေါ်အချို့ကိုမှားထည့်လိုက်မိပါတယ်။ယူရို3000တန်းရမယ့်နစ်နာချေဟာရုတ်တရက်ယူရိုတန်း30ဖြစ်သွားပြီးအလုထုခံလိုက်ရတဲ့အမျိုးသားရဲ့ဘဏ်အကောင့်ထဲကိုကုမ္ပဏီကချက်ချင်းလွှဲပြောင်းပေးလိုက်ပါတယ်။အမျိုးသားဟာငွေပမာဏကိုမြင်လိုက်တာနဲ့ဒါဟာစည်ရင်းမားတာဆိုတာချက်ချင်းပြလိုက်ပြီးကုမ္ပဏီကိုငွေပြန်အပ်ဖို့သွားခဲ့ပါတယ်။ဒါပေမဲ့သူဟာအထက်လူကြီးနဲ့မတွေ့ရခင်ပါပဲလုံခြုံရေးနဲ့ရဲ့တားဆီးခြင်းကိုခံလိုက်ရပါတော့တယ်။တကယ်တော့ကတ်ဆေးနဲ့လာတဲ့ကုမ္ပဏီပိုင်ရှင်အမျိုးသမီးဟာဒီအမျိုးသားကလာရောက်ပြဿနာရှာမှစိုးရိမ်တာကြောင့်သူ့ကိုအဝင်မခံဖို့ကြိုတင်အမိန့်ပေးထားတာပါ။အကြောင်းရင်းကတော့မကြခင်မှာတင်ဒီအမျိုးသားဟာကုမ္ပဏီအတွက်ယူရိုတန်း30တန်စာချုပ်ကြီးတစ်ခုချုပ်ဆိုပေးနိုင်ခဲ့လို့ပါပဲ။ပိုင်ရှင်အမျိုးသမီးဟာသူ့ကိုယာရူးတိုးပေးဖို့ဒါမှမဟုတ်လက်စာတိုးပေးဖို့ညှင်းဆန်ယုံတင်မကပဲသူရထိုက်ကကော်မရှင်ခကိုမပေးချင်တာကြောင့်အလက်ကနေထုတ်ပစ်လိုက်တာဖြစ်ပါတယ်။သူမမျိုးလင်းမထားတာကတော့စည်ရင်းကရဲ့အမားတစ်ခုကြောင့်သူမဟာယူရိုတန်း30ကိုပေးလိုက်ရခြင်းပါပဲ။နာရီပေါင်းများစွာစောင့်ဆိုင်ပြီးနောက်မှာတော့အလုတ်ဆင်းလာတဲ့ပိုင်ရှင်အမျိုးသမီးကိုသူတွေ့ခွင့်ရပါတော့တယ်။ဒါပေမဲ့အခြေအနေကိုရှင်းပြခွင့်မရခင်ပါလေ။သူမရဲ့ right side စွာစူပူချင်းမောင်းခြင်းကိုသူခံလိုက်ရပါတယ်။သူမရဲ့အမြင်မှာတော့ယူရို3000နင်နာကြီးပေးတာဟာလုံလောက်နေပြီဖြစ်ပြီးသူကစာချုပ်အကြီးကြီးချို့ပေးနိုင်ခဲ့လို့ကုမ္ပဏီကသူ့မပါပဲမလေပတ်နိုင်ဘူးလို့မထင်ပါနဲ့ဆိုပြီးပြောလိုက်ပါတယ်။ပြီးတော့သူမအားလည်းရခီးထွက်ဖို့လေးစိတ်သွားနေတာနောက်ကျနေမှုသူ့ကိုအပြင်မောင်းထုတ်ဖို့လုံခြုံရေးတွေကိုအမိန်ပေးလိုက်ပါတယ်။ကားပေါ်တက်မှာကိုကြည့်ပြီးအမျိုးသားကကုမ္ပဏီကသူ့ကိုနှစ်နာကြီးအဖြစ်တန်း30လွှဲလိုက်ပြီးဖြစ်ကြောင်းအော်ပြောခဲ့ပါတယ်။ပိုင်ရှင်အမျိုးသမီးဟာအန်အောသွားပေမဲ့တစ်စက္ကန့်လုံးမှမယုံကြည်ပါဘူး။သူမရဲ့အမြင်မှာဒါဟာအမှန်ဆိုရင်ဒီလူဟာငွေတွေနဲ့ထွက်ပြေးသွားမှာဖြစ်ပြီးသူမကိုယ်တိုင်ခန့်ထားရဲ့နာမည်ကြီးတက္ကသိုလ်ဆင်စရင်ကန်ကဒီလိုအမားမျိုးလုပ်မှာမဟုတ်ဘူးလို့ယူဆနေပါတယ်။ဒါကြောင့်သူမကအမျိုးသားကိုထပ်မံနှင်းထုတ်ခိုင်းပြီးနောက်တစ်ခါလာရင်ရဲတိုင်မဲ့မှာချင်းချောက်ခိုင်းပါတယ်။အမျိုးသားဟာပိုင်ရှင်ထွက်သွားတာကိုကြည့်နေရင်ဒီအမားကိုတနေ့မှရှာတွေ့သွားမှာဖြစ်ပြီးသူဟာဥပဒေကြောင်းကြပြဿနာတက်နိုင်တယ်ဆိုတာကိုသိနေပါတယ်။ဒါကြောင့်သူဟာရှေ့နေတယောက်နဲ့ချက်ချင်းတိုင်ပင်လိုက်ပါတယ်။ရှေ့နေရဲ့အကြံပေးချက်အရသူဟာလေစိတ်ကိုလိုက်သွားပြီးပိုင်ရှင်အမျိုးသမီးကိုသူ့ဖုန်းထဲကငွေလွှဲမှတ်တမ်းကိုပြသခဲ့ပါတယ်။ဒါပေမဲ့သူမကစိတ်တိုးနဲ့ဖုန်းကိုပေါက်ချလိုက်ပြီးငွေညစ်တွေးနေတာထင်လို့ပိုက်ဆံအထက်လိုက်ကိုသူစီပြစ်ပေါက်ပြီးဖုန်းပင်ဖို့နဲ့နောက်သူမနောက်ကိုမလိုက်ဖို့ပြောလိုက်ပါတယ်။အမျိုးသားကသူမကိုချက်ချင်းတားလိုက်ပြီးစာရွက်စာတမ်းတစ်ခုမှလက်မှတ်ပေးခဲ့ရင်နောက်ဘယ်တော့မှမနှောက်ယှက်တော့မယ်လို့ကတိပေးပါတယ်။လေရင်တက်တော့မှအချိန်ကြီးလို့ပိုင်ရှင်အမျိုးသမီးဟာစာရွက်ကိုတေချာမဖက်ပဲလက်မှတ်ထိုးလိုက်ပါတယ်။ဒါဟာရှေ့နေစီစဉ်ပေးထားတဲ့အစီအစဉ်မှဖြစ်ပါတယ်။အဲ့ဒီစာရွက်မှာဒီယူရိုတန်30လွှဲပြောင်းခြင်းဟာပိုင်ရှင်ရဲ့အမားကြောင့်ဖြစ်ပြီးဒါဟာအလားကိုင်းပေးကမ်းတဲ့လက်ဆောင်ဖြစ်ကြောင်းအမျိုးသားမှာဘာတာဝန်မှမရှိကြောင်းဖော်ပြထားပါတယ်။ဒါကြောင့်နောက်ပိုင်းမှာကုမ္ပဏီကပိုက်ဆံပြန်တောင်းဖို့ကိုးစားရင်လေသူတို့မှာတာဝန်ရှိတော့မှာမဟုတ်ပါဘူး။လေရင်ပေါ်ရောက်တာနဲ့ပိုင်ရှင်အမျိုးသမီးဟာစည်ရင်းကန်ကစိုးရင်တကြဖုံးဆက်လာတာကိုလက်ခံရပါတယ်။ယူရို3000အထက်စားတန်း30လွှဲမိသွားပြီဆိုတာကိုပြောမှဒီအမျိုးသားကသူမစီကိုပိုက်ဆံလာလင်းတာမဟုတ်ပဲတကယ်လို့လာပြန်အပ်နေတာဆိုတာကိုသူမနောက်ဆုံးမှသိလိုက်ရတော့ပါတယ်။